သူများနိုင်ငံရောက်ရင်စကားတီးခံကိုယ့်ထက်ဘာသာစကားပို့တတ်တဲ့သူကိုယ့်ထက်အရင်ရောက်တဲ့သူတွေကပြောကျင်တယ်လို့ပြောကြဘာမှမတတ်ခင်တီးခံရမယ်ညီလေးအစားလည်းတီးခံတခါတလေမှကိုစားကျင်တာတွေစားရမှာလည်းမဟုတ်ဘူးအမေချက်တဲ့ဟင်းလေးစားကျင်လိုက်တာလို့ဆိုပြီးတော့လည်းမရတော့ဟိုဟာမစားလို့ဒီဟာမစားလို့ဆိုပြီးတော့လည်းစိတ်မညစ်အောင်လို့နေရာတီးခံตายရတဲ့နေရာရှိမယ်ပြင်ပန်းတဲ့နေရာရှိဟိုနေရာမရလို့ဒီနေရာမရလို့ဆိုပြီးလည်းစိတ်မညစ်အောင်ကိုကပတ်စံရှာဖို့လာတာဟုတ်အဲ့ဒီအတွက်တမန်အာဒီဝါကြတဲ့အလုပ်ဖြင့်အဆဆရရတီးခံရတာပဲဟုတ်တယ်မလားညီအခုကြုံတွေ့နေရတဲ့ဒုက္ခတွေကိုတစ်ချိန်ကြာဟာတာတွေအဖြစ်ပြန်ပြောကြမယ်